လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်နီးပါးရေယာဝတီမြေကမ်းဘေးကပကံမြေယာအခုလိုဖျားပထုပ်တွေနဲ့ဝေဝေဆဆမရှိခဲ့သေးပါဘူး။အဲဒီချိန်ကမြန်မာနိုင်ငံဆိုတာကလည်းစီးလုံးညီညွတ်တဲ့နိုင်ငံတစ်ခုဖြစ်မတည်ရှိသေးပဲမြို့ပြနိုင်ငံငယ်လေးတွေဖြစ်ကွဲပြားနေခဲ့တာပါ။ဒီလိုမောင်ဝိုက်နေတဲ့ခေတ်ကာလထဲမှာမြန်မာသမိုင်းကိုတစ်စစ်ချိုးပြောင်းလဲပြီးမြဲသူရဲကောင်းတစ်ယောက်ပေါ်ထွက်လာခဲ့ပါတယ်။သူကတော့တခြားသူမဟုတ်ပါဘူး။ကျွန်တော်တို့မြန်မာလူမျိုးတိုင်းရဲ့အသေးနှလုံးတွေကနေမင်းတပွဲတောက်ပခဲ့တဲ့အနော်ရထာမင်းစောပဲဖြစ်ပါတယ်။နော်ရထာမင်းကြီးရဲ့အကြောင်းကိုမပြောခင်နော်ရထာကိုမွေးပြီးခဲ့တဲ့မိဘတွေနဲ့ပတ်သက်ပြီးလမ်းတွင်ရှုပ်တော်ပုံကိုအရင်သိထားဖို့လိုပါတယ်။နော်ရထာရဲ့ခမဲတော်ကတော့ကွန်စောကြောင်ဖြူမင်းကြီးဖြစ်ပါတယ်။ကွန်စောကြောင်မင်းကြီးဟာအတမာရီရှိတဲ့မင်းတစ်ပါးဖြစ်ပေမဲ့သူ့ရဲ့မိဖုရားနှစ်ပါးကနေမွေးဖွားလာခဲ့တဲ့သားတော်နှစ်ပါးဖြစ်တဲ့စုကတိနဲ့ကျင်ဆိုးတို့ရဲ့လှုပ်ကြံမှုကိုခံခဲ့ရပါတယ်။စုကတိနဲ့ကျင်ဆိုးတို့ဟာကွန်စောမင်းကြီးကိုနမ်းချပြီးတော့ဖုန်ကြီးဝေခိုင်းလိုက်ပါတယ်။အဲဒီချိန်မှာနော်ရထာကငယ်ရွယ်နှုတ်ပြသေးတဲ့မင်းသားတစ်ပါးမျှသာရှိပါသေးတယ်။မိမိခမဲတော်ကိုနမ်းချပြီးမတရားအာဏာသိမ်းခဲ့တဲ့နောင်တော်တွေကိုအနော်ရထာဟာအခွင့်အရေးကိုစောင့်ရင်းနဲ့ကျောင်းတော်မှာပုံအောင်နေခဲ့ရပါတယ်။ဒီလိုနဲ့စုကတိမင်းနန်းတက်လာတဲ့ခါမှာတော့အချီနီတွေကပူဆိုးလာပါတယ်။စုကတိဟာအနော်ရထာရဲ့မယ်တော်ကိုတောင်မိဖုရားအဖြစ်သိမ်းပိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါဟာအနော်ရထာတော်တိခတ်နိုင်စွမ်းကိုကုံဆုံးစေခဲ့တဲ့အချက်ပါပဲ။နော်ရထာဟာသူ့ရဲ့ခမဲတော်စီကိုတွားပြီးတော့နန်းတော်ကိုပြန်တိုက်ဖို့ခွင့်တောင်းခဲ့ပါတယ်။ခမဲတော်ကလည်းစီးတော်မြင်းနဲ့တကွာစင်ရတချို့ကိုပေးရခဲ့ပါတယ်။1044ခုနှစ်မှာတော့အနော်ရထာကစုကတိကိုစိန်ခေါ်လိုက်ပါတော့တယ်။ငင်္ကပါရဲ့မှာညီနောင်နှစ်ပါးလုံးလှန်ချင်းရှင်တိုက်ကြပါတယ်။ဒီတိုက်ပွဲဟာမြမသမိုင်းမှာထင်ရှားတဲ့တဦးချင်းစီးတိုးပွဲဖြစ်လာခဲ့ပါတယ်။အနော်ရထာရဲ့အရိန်မာလန်အောက်မှာစုကတိကြာဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့အနော်ရထာဟာဝမ်းမသာနိုင်ခဲ့ပါဘူး။ငါနောင်တော်ကိုငါတက်မိလိပြီဆိုတဲ့နောင်တနဲ့တူနောင်တော်ရဲ့ရည်စုပြီးတော့မြင်းကပါဖျားကိုတီထားခဲ့ပါတယ်။အဲဒီနောက်မှာတော့အနော်ရထာဟာခမဲတော်ကိုနမ်းပြန်အပ်ခဲ့ပေမဲ့ခမဲတော်ကညင်းပြီးအနော်ရထာကိုပဲမင်းမြောက်ခဲ့ပါတယ်။ဒီလိုနဲ့ပကံရဲ့ထီးနဲ့အာနာဟာအနော်ရထာရဲ့လက်ထဲကိုရောက်ရှိလာပါတော့တယ်။အနော်ရထာနတ်တဆာမှာပကံရဲ့အခြေအနေကအလွန်ဆိုးရွားနေခဲ့ပါတယ်။ဒီသူတွေဟာစစ်မှန်တဲ့ဗုဒ္ဓဘာသာကိုမသိကြဘဲအရေးကြီးလို့ခေါ်တဲ့လူလိမ်လူညာဖုံးကြီးတူလူရဲ့လွှမ်းမိုးမှုကိုခံနေရပါတယ်။ဒီရေးကြီးတွေကမကောင်းတဲ့ဓလေ့ထုံးတမ်းတွေကိုတွန်းတင်ပြီးတော့ပြည်သူတွေကိုညှဉ်းပန်းနေခဲ့တာပါ။ဒီအချိန်မှာပဲတထုံဘီကကြွလာတဲ့ရှင်အရဟံမထင်မြတ်တဲ့အနော်ရထာတို့တွေ့ဆုံခဲ့ပါတယ်။ရှင်အရဟံရဲ့ငြိမ်သက်အေးချမ်းတဲ့အသွင်ပြင်ကိုတွေးလိုက်ရတဲ့အခါမှာပဲအနော်ရထာဟာဒါဟာစစ်မှန်တဲ့သာသနာပြုပုဂ္ဂိုလ်ဆိုတာကိုသိလိုက်ပါတယ်။ရှင်အရဟံကနော်ရထာကိုဗုဒ္ဓရဲ့တရားတော်တွေကိုတထုံဘီမှာရှိတဲ့ပြိကတ်သုံးပုံထဲမှာရှိတယ်လို့မိန့်ကြားခဲ့ပါတယ်။ဒါဟာပကံသမိုင်းတွေမကတနိုင်ငံလုံးရဲ့သာသနာရေးကိုပြောင်းလဲပြလိုက်တဲ့အစာပြိုးခြင်းပါပဲ။နော်ရထာမင်းကြီးဟာတထုံမင်းမနူရာထံကိုတန်တမန်တွေလွတ်ပြီးတော့ပြိကတ်တော်တွေကိုဂျင်းကြီးပညာစွာတောင်းခံခဲ့ပါတယ်။ဒါပေမဲ့မနူဟာကမောက်မာစွာနဲ့ညှင်းပယ်လိုက်ပါတယ်။ဒါဟာစစ်ပွဲတစ်ခုကိုဖိတ်ခေါ်လိုက်တာပါပဲ။1058ခုနှစ်မှာအနော်ရထာဟာတင်နကဗျူဟာမြောက်စွာနဲ့တထုံကိုရေချောင်းကုန်းချောင်းနဲ့ချီတက်တိုက်ခိုက်ခဲ့ပါတယ်။ရင်းထန်တဲ့တိုက်ပွဲတွေအပြီးမှာပကံတက်တွေအနိုင်ရခဲ့ပြီးတော့ဗီဒီကတ်တော်အစုံ30ကိုစင်ပြူတော်32စီးပေါ်တင်ဆောင်ကပကံကိုပစ်ဆောင်ခဲ့ပါတယ်။ဒါအပြင်ကျွမ်းကျင်တဲ့လူပညာရှင်တွေဗိဓုကပညာရှင်တွေကိုပါပကံကိုခေါ်ဆောင်လာခဲ့တာကြောင့်ပကံဟာနေချင်းညချင်းဆိုလိုဂျင်းချင်းမှုမြင့်မားတဲ့မြို့တော်ကြီးဖြစ်လာခဲ့ပါတယ်။မနူဟာမင်းကိုလည်းသုံးမှန်ပြင်းမဆက်ဆံပဲမင်းနဲ့ထားရှိပေးခဲ့တဲ့အနော်ရထားတဲ့သဘောထားကြီးတာမှုကိုလည်းဒီမှာမြင်တွေ့ရပါတယ်။အနော်ရထားမင်းကြီးရဲ့နိုင်ငံတော်တိဆောက်ရေးမှာအဓိကလက်ယုံတွေဖြစ်တဲ့လူရဲကောင်း၄ဦးတောင်းကိုလည်းခြံထားလို့မရပါဘူး။သူတို့တွေကတော့နံပါတ်1ကတော့ကျန်စစ်သားမင်းပါ။ကျန်စစ်သားမင်းကမြားအထက်မှာကျွမ်းကျင်ပြီးတော့နောက်တစ်ချိန်မှာပကံရဲ့အကြီးကျယ်ဆုံးမင်းတစ်ပါးဖြစ်လာမဲ့သူပါ။နံပါတ်2ကတော့ငထွေယူပါ။သူကတော့အင်အားကြီးမားပြီးတော့အုံးမင်းတွေကိုတခါတည်းနဲ့တက်နိုင်တဲ့သူပါ။နံပါတ်3ကတော့ငလုံးငဖဲပါ။သူကတော့နွားတို့ညစ်အတက်နဲ့စွမ်းအားကြီးမားတဲ့လယ်သမားသူရဲကောင်းပါ။နံပါတ်4ကတော့ညောင်ဖီပါ။ရေကူးအတက်မှာပြိုင်ဘက်ကင်းပြီးတော့အေဟာရီမြစ်ကိုကူးဖြတ်နိုင်သူဖြစ်ပါတယ်။ဒီသူရဲကောင်း၄ဦးဟာအနော်ရထားရဲ့အမိန့်ကိုနာခဲ့ပြီးနိုင်ငံတော်ရဲ့နယ်နိမိတ်တွေကိုကာကွယ်ခဲ့ကြသလိုဒီဥပီကနေဗုဒ္ဓဆွဲတော်ကိုပွင့်ဆောင်မှုကြိုးစားရမှာလဲအဓိကအခမ်းကဏ္ဍကပါဝင်ခဲ့ပါတယ်။နော်ရထာမင်းကြီးကစစ်သားကောင်းတယောက်တည်းမကပါဘူး။ဒေါ်လန်နဲ့အုပ်ချုပ်ရေးမှုတယောက်လည်းဖြစ်ပါတယ်။သူကမြန်မာနိုင်ငံရဲ့အရှေ့အနောက်တောင်မြောက်နယ်နိမိတ်တွေကိုလည်းသတ်မှတ်ပေးခဲ့ပါတယ်။ဒီပြီးနန်းချောင်းထိကိုချီတက်ပြီးတော့ချစ်ကြည်ရေးတိစောက်ခဲ့သလိုရခိုင်ဒေသနဲ့ကရင်ဒေသတွေကိုလည်းဗဟိုအစိုးရရဲ့လွှမ်းမိုးမှုအောက်ကိုရောက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။နိုင်ငံတော်ကိုကာကွယ်ဖို့ကင်းမြို့43မြို့ကိုတိစောက်ခဲ့တာဟာဂျင်းနေခေအထိမြမပထဝီမှာအရေးပါနေသေးပါပဲ။ဇီဝရေးအကြီးမဲ့ဆိုရင်လည်းမိထီလာကန်ကိုဆယ်ပို့ခဲ့သလိုကြောက်စင်နယ်တွင်းကလဲတွင်းခရိုင်17ခုကိုရေသွင်းစိုက်ပျိုးစေခဲ့ပါတယ်။ငါးပြည်သူတွေဝမ်းဝါမှနိုင်ငံတော်အေဂျင့်မဲ့ဆိုတဲ့မူဝါဒနဲ့စိုက်ပျိုးရေးကိုအားပေးခဲ့တာကြောင့်ပကံဟာအစားအစာပေါ်ကျော်သွားတဲ့ရွှေမျိုးတော်ကြီးဖြစ်လာခဲ့ပါတယ်။နော်ရထာမင်းကြီးရဲ့အကြီးကျယ်ဆုံးသောသာသနာအမွေနှစ်ကတော့ရွှေစည်းကုံစီတော်ကြီးပဲဖြစ်ပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရဲ့ဆွေတော်ပွားတွေကိုစင်ပြီးတော့တင်ပြီးတော့စင်ပြီးတော့ဝတ်တဲ့နေရာမှာတည်ထားခဲ့တာပါ။ဒီစီရီတော်မြတ်ကြီးဟာမြမဘီတုကာတွေရဲ့အထွတ်ထိပ်ဖြစ်တယ်လို့လူမျိုးပေါင်းစုံဘာသာစကားပေါင်းစုံစူးစီးရနေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။နော်ရထာဟာငကုတ်ကွယ်မှုကိုချက်ချင်းပိတ်ပင်မရတဲ့အတွက်နေရုံ38မင်းကိုဇေဒီတော်တတိုင်းအတွင်းမှာထားရှိပေးခဲ့ပြီး
ဗုဒ္ဓဘာသာနဲ့သဟဇာတဖြစ်အောင်ညီးပေးခဲ့တဲ့ပညာရှိမင်းတစ်ပါးလည်းဖြစ်ပါတယ်။ခွန်အားကြီးမားပြီးတော့အောင်မြင်မှုတွေလီလီရရှိခဲ့တဲ့နော်ရထာမင်းကြီးဟာ1089ခုနှစ်မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကံကုန်ခဲ့ရပါတယ်။နန္ဒာရီတွေအရကတော့ပြည်မြို့နာကစိတ်တကုံရက်မှာကျွမ်းရဲတစ်ကောင်ကိုဖမ်းမှုစူးစမ်းရင်းနဲ့ကျွဲကက်ခံရပြီးတော့နေရဆန်ခဲ့တယ်လို့ဆိုကြပါတယ်။တချို့သောရှေးလူကြီးများရဲ့အဆိုအရနော်ရထာမင်းကသူဘရင်ဖြစ်ရင်တငယ်ချင်းဖြစ်သူကိုစစ်သူကြီးယာတူပေးမယ်ဆိုပြီးတော့ဂရီပေးခဲ့တာကိုမေ့လျော့နေခဲ့ပါတယ်။တငယ်ချင်းဖြစ်သူကတပုံဖြစ်နေတဲ့အခါအနော်ရထာမင်းရဲ့တမက်ကအချိန်ချင်းရှုံးနေခဲ့တာကြောင့်ဘလို့လူမျိုးလဲလို့မေးမြန်းရမှာတငယ်ချင်းဖြစ်သူမှအနော်ရထာမင်းကတီးလိုက်ပါတယ်။အဲဒီချိန်မှာအနော်ရထာကိုယ်တိုင်ဦးစီးပြီးတိုက်ခိုက်ဖို့စတင်ပါတယ်။အနော်ရထာမင်းကိုမြင်လိုက်တဲ့အခါမှာတော့တငယ်ချင်းဖြစ်သူကစုတ်ခွာခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့နန်းတော်တွင်းကိုဝင်ရောက်ပြီးတော့တငယ်ချင်းဖြစ်သူအနော်ရထာမင်းကိုခေါ်ဆောင်သွားရကနေအစားနောက်ပြောက်သွားတယ်လို့လည်းရှေးလူကြီးချို့ကပြောဆိုကြပါတယ်။ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ဘယ်ຢာကအမှန်တရားဖြစ်နိုင်မှာလဲ။ဒါပေမဲ့အနော်ရထာမင်းကြီးဟာရုပ်ပိုင်းဆိုင်ရာအရာပျောက်သွားပြီမဲ့သူတီထောင်ခဲ့တဲ့မြန်မာနိုင်ငံတော်ဆိုတဲ့အမွေအနှစ်ကတော့ယနေ့အထိရှင်သန်နေသေးပါပဲ။စီလုံးချင်းသာသနာကိုကြီးညိုခြင်းနဲ့နိုင်ငံတော်ကိုချစ်မြတ်နိုးခြင်းဆိုတဲ့အခြေခံစိတ်ဓာတ်တွေကိုအနော်ရထာကကျွန်တော်တို့ရဲ့သွေးထဲမှာစိုက်ပျိုးပေးခဲ့တာဖြစ်ပါတယ်။အနော်ရထာမင်းကြီးရဲ့ဘဝသမိုင်းဟာရုပ်ရှင်တကားလိုပဲရင်ကုန်စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့သင်ခန်းစာယူစရာတွေလည်းအများကြီးပါပဲ။ခေါင်းဆောင်ကောင်းတရားမှရှိရမယ်တတိပညာနဲ့စေတနာကိုအနော်ရထာမင်းကြီးစီမှာအပြေးအဝတွေ့နိုင်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ထားပြီးပါ။နောက်ထပ်မြန်မာသမိုင်းကဘယ်ပြည်နေအကြောင်းကိုသိကျင်လဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါအောင်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းကြောင်းရာတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။